scholar ရမယ်အပြင်တန်ငွေအကျွေးစင်းလက်ဆိုရင်皆さんတို့ဘာလို့သိလဲ皆さんこんにちは scholar တွေအပြိုင်ဆိုင်ရှောက်နေကြတဲ့အချိန်မှာ皆さんတို့လည်းအချိန်မီရှောက်ထားနိုင်ဖို့အတွက်ဘာတွေလိုအပ်မလဲ scholar လို့ပြောလိုက်တာနဲ့ဂျပန်စာ level မြင့်မှဆိုတဲ့အတွေ့ကိုခောက်ထားလိုက်တော့နော်အခုဆိုရင် Amazing JSC မှာ Kaigo Scholarship ခေါ်စာတွေများစွာရောက်ရှိနေတဲ့အထက်အမှာတိုကျိုမြို့မှာခေါ်စာတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်အဲ့ဒါကတော့ဂျပန်မှာကျောင်းသွားတက်ဖို့ငွေကြေးဆက်ဖို့ကောင်းကောင်းလိုအပ်နေသူတွေစီယိုကြီးစိတ်မချဖြစ်နေသူတွေScholar နဲ့တွားကျင်ပေးမယ်နယ်ဘက်မှာကျောင်းမတက်ချင်ပါဘူးဆိုတဲ့သူတွေဂျပန်စာ level နဲ့ဂျပန်ကိုအမြန်ဆုံးတွားရောက်ချင်သူတွေကိုအတိတ်ကတားတက်ထားခေါ်ယူသွားမယ် Kaigo Scholar Program လေးပဲဖြစ်ပါတယ်ဒီ program ကိုအထက်တန်းအောင်မြင်ပြီး JLPT, NETTEC, JTEC, Top J အပြင်ဂျပန်လောက်ဝက်ကအတိမတ်ပြူဆောင်ပွဲတွေမှာအနှိမ့်ဆုံး F5 level အောင်မြင်ထားရုံနဲ့ရှောက်ထားနိုင်မှာပဲဖြစ်ပါတယ်ရှင်အခွင့်အလမ်းတွေကိုပြောပြရမယ်ဆိုရင်ပထမနှစ်ကျောင်းလာကအတွက်1090အထိ scholar ရရှိမှာဖြစ်ပြီးတော့ဒီ scholar ကိုအရင်ဆုံးလျှောက်ထားသူအယောက်20ကိုကြံငွေအကျွေးစနစ်နဲ့ language school 2နှစ် Kaigo College 2နှစ်ကိုအပူပင်မရှိကျောင်းတက်နိုင်မှာပဲဖြစ်ပါတယ်ကျောင်းပြီးသွားရင်လည်းထောက်ပံ့ပေးထားတဲ့ကုမ္ပဏီမှာလစာကောင်းကောင်းနဲ့အလုပ်လုပ်ခွင့်ရအောင်ပါနော်ဒါအပြင်အခြားခွင့်ရလည်းရှိသေးတာမို့လို့ဂျပန်သွားဖို့ငွေကြေးအကုန်မခံချင်ဘူးဆိုရင်တော့ပထမဆုံးအယောက်20ထဲပါအောင်ဖုန်းနံပါတ်39 969 3428 39 991 ကိုဆက်သွယ်စုံစမ်းမေးမြန်းပြီးတော့ဖော်ပြပါ Google Form မှာတစ်ဆင့်လဲအမြန်ဆုံးလာရောက်ရှာထားရတော့နော်